ဆေးနှစ်မျိုးကမင်းရှိမှာအဆင့်သိရှိနေတဲ့တစ်မျိုးကတော့အဆင့် 3S တန်းစင်ဆေးရည်ဖြစ်ပြီးထိုးလိုက်တာနဲ့တပြိုင်နက်ဒီအဆောက်အုံရဲ့ပထမဆုံးအဆင့် 3S ဆေးကုသနိုင်သူဖြစ်လာလိမ့်မယ်ဒါပေမဲ့နောက်ပိုင်း10နှစ်လုံးစစ်ဆေးမှုတွေကိုခံယူရမှာဖြစ်တယ်နောက်တစ်မျိုးကတော့တေဆုံးနိုင်ခြေ99%ထိရှိတဲ့ Black Light Bias ဖြစ်ပြီးထိုးပြီးရင်ပေါ့ရင်ဖုတ်ကောင်ဖြစ်မယ်ပြင်းထန်ရင်တော့ချက်ချင်းအသက်ပြောက်သွားနိုင်တဲ့အဆင့် 3S ကိုကျော်လွန်ပြီးနိုးထလာနိုင်ဖို့ကတော့ရာခိုင်နှုန်းတော်တော်လေးနည်းလုံးနဲ့မင်းသာဆိုရင်ဘယ်လိုရွေးမလဲဒီအချိန်မှာပဲနိုးထချင်းရင်ပြင်ပေါ်ကအထက်တန်းနောက်ဆုံးနှစ်အခန်းလေးကဝန်ထဲကျူးဟာအဆင့်စီအင်ကအစိတ်အပိုင်းပြုပြင်မွမ်းမံခြင်းအစွမ်းကိုနိုးထသွားခဲ့တယ်နောက်တစ်လှည့်ကတော့အခန်း9ကကျောင်းသားတွေပြင်ဆင်ရမယ့်အလှည့်ပဲအတန်းပိုင်ဆရာကျန်းဟိုင်ကတော့အတန်ချစ်ဆက်ကကြီးညာတန်ကိုကြားရတဲ့အခါရင်ထဲမှာတော်တော်လေးမျောလင့်မိနေတယ်ဘာလို့လဲဆိုတော့ဒီနှစ်အတန်းထဲမှာစာအရန်တော်တဲ့ထူးချွန်ကျောင်းသား2ယောက်ရှိနေလို့ပဲတစ်ယောက်ကတော့ကျောင်းပန်းလေးရှူယူရန်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ကျောင်းသားခေါင်အဆောင်စင်းရွံဖြစ်တဲ့ဒီ2ယောက်ကအញ្ញံဆုံးဆိုရင်တောင်အဆင့် A အစွမ်းကိုနိုးထနိုင်ကြမှာပဲဒါကြောင့်ဆရာကျန်းဟိုင်ကသူတို့ကိုမနေနိုင်ပဲစိတ်ပူပြီးမာတန်းချွေတော့တယ်စင်းရွံနဲ့ယူရန်နက်ဖျားပေးနေမြေရဲ့ဝင်ပြီးဆေးရည်သွားယူတဲ့အခါဖြစ်နိုင်ခြေကအရန်ကြပန်းဆန်နဲ့အစွမ်းကောင်းကောင်းရမရဆိုတာကန်တရားပေါ်မှာပဲမူတည်တယ်ဒါပေမဲ့ဆရာတခုတော့အထက်ထက်မှာဘာရစေဘိုင်းရက်ဆေးကိုတော့လုံးဝမရွေးပါနဲ့လုံးဝကိုမရွေးမိပါစေနဲ့ဒီစကားကိုကြားတော့ရှူယူရန်ကစိတ်မရှည်တဲ့မျက်နှာထားနဲ့ဖြတ်ပြောလိုက်တယ်ဆရာရဲ့ဒီအကြောင်းကြီးကိုပဲခဏခဏမပြောပါနဲ့တော့ဘိုင်းရက်ဆေးကထိုးရင်တေးမှာပဲလေလူပဲအဲ့ဒါကိုရွေးမှာပေါ့ပြောပြီးတာနဲ့နက်ဖျားပေးနေမြေစီကိုတန်းတန်းမတ်မတ်လျှောက်သွားတော့တယ်တစ်ဖက်မှာတော့စင်းရွံဟာတွေဝင်ငင်းငောင်နေမိတယ်ဘာလို့လဲဆိုတော့သူ့မျက်ရှိမှာပြလဲလဲနေပညာမျက်နှာပြင်တစ်ခုပေါ်လာလို့ပဲအမီစင်းရွံအဆင့်အခြေခံအဆင့်အစောပိုင်းတခုတည်းတော့ပါရမီbias တခင်နိုးထန်အဆင့်တင်မီဒီ bias ကိုမဆိုစုံလင်စွာထိန်းချုပ်နိုင်ပြီးခွဲချမ်းစိတ်ဖြာနိုင်သည်သို့တော့ bias ဖြစ်တာအစွမ်းကိုနိုးထစေနိုင်သည်နိုးထန်လိုအပ်ချက် bias ဆေးတစ်လုံးထိုးသွင်းရန်ဒီဘိုင်ယမီကအရန်ကိုအစွမ်းထက်လုံးနဲ့တာမန်လူတွေကဆေးတစ်မျိုးပဲထိုးလို့ရတာဒါပေမဲ့ငါသာ bias အမျိုးတရားကိုထိန်းချုပ်နိုင်ရင်စံပြတဲ့အစွမ်းအမျိုးတရားတောင်ရမှာမဟုတ်ဘူးလားဒါပေမဲ့နိုးထဖို့အခြေအနေကနည်းနည်းလောက်ဝင်နေ bias ဆေးတွေကတင်းကျပ်စွာထိန်းချုပ်ခံထားရတာဆိုတော့ဒီတစ်ခေါက်နက်ဖျားပေးနေမြေထဲမှာပဲ bias ဆေးကိုရွေးချယ်ရတော့မယ်တစ်ချိန်တည်းမှာပဲလူတိုင်းရဲ့အကြည့်တွေကနက်ဖျားပေးနေမြေစီလျှောက်သွားတဲ့ရှူယူရန်စီရောက်နေကြတယ်သူမရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာတော့တင်းနဲ့ကိုစီကင်ထားတဲ့စစ်သားနှစ်တန်းရှိနေတယ်ဒါကကျောင်းသားတွေတဲကဘိုင်းရက်ဆေးကိုမှားရွေးပြီးဖုတ်ကောင်ဖြစ်သွားရင်ချက်ချင်းနှိမ်နှင်းတက်ဖြတ်နိုင်ဖို့အတွက်တီးတန့်အစီအစဉ်ချထားတာပဲဖြစ်တယ်ဒီအချိန်မှာရှူယူရန်ကနက်ဖျားပေးနေမြေရှိမှရက်ပြီးတပ်ပြင်းတစ်ချက်အဝတ်ချလိုက်တယ်စင်းရွံမင်းကလွန်ခဲ့တဲ့3နှစ်လုံးဘာသာရက်မှာမဆိုငါအပေါ်ကပဲအမြဲရှိနေခဲ့တာနောက်ဆုံးငါရဲ့ဖွင့်ပြောမှုကိုတောင်ညှင်းလို့ပြီးငါ့ကိုလူပြတ်ဖြစ်အောင်လုပ်ခဲ့သေးတယ်ဒါပေမဲ့ဒီနေရာကအရေးချင်းကိုကြည့်တာမဟုတ်ပဲကန်တရားကိုပဲကြည့်တာငါကန်ကမင်းထက်ညက်လိမ့်မယ်လို့ငါမယုံဘူးအာကာတနကားပွင့်လာတာနဲ့အမျှရှူယူရန်ဟာအနာဂတ်နည်းပညာတွေပြည့်နှက်နေတဲ့တခွဲခန်းတစ်ခုတည်းကိုရောက်သွားတယ်တခွဲခန်းလယ်မှာတော့လိမ္မော်ရောင်နဲ့အမဲရောင်အလင်းတန်းနှစ်ခုရှိနေပြီးအဲ့ဒီအလင်းတန်းတွေထဲမှာတန့်စင်ဆေးရည်နဲ့ဘိုင်းရက်ဆေးတို့အတီးတီးလွင့်မျောနေကြတယ်ရှူယူရန်ကမြင်ချင်းမှာပဲခြေနဲ့အားရတဲ့အပြုံးတစ်ခုပြုံးလိုက်ပြီးတွန်းဆုပ်မနေပဲလိမ္မော်ရောင်အလင်းတန်းစီလက်ကန်းကတန့်စင်ဆေးရည်ကိုယူပြီးခန္ဓာကိုယ်ထဲတန်းထိုးလိုက်တယ်နောက်တစ်စက္ကန့်မှာတော့ရှူယူရန်ရဲ့ခန္ဓာကိုယ်ကနေပြင်းထန်တဲ့အေးဓာတ်တွေဖြာထွက်လာပြီးတခွဲခန်းတစ်ခုလုံးချက်ချင်းပဲနှင်းကဘာအဖြစ်ပြောင်းလဲသွားတော့တယ်ရှူယူရန်ကတော့ဒီကဘာရဲ့နှင်းပရင်မကြီးလိုပဲအပြင်ကဝန်ထမ်းတွေကဒါကိုမြင်တာနဲ့အလျင်မြန်ပဲអော်ပြီးကြေညာတော့တယ်အထက်တန်းနောက်ဆုံးနှစ်အခန်း9ကရှူယူရန်အဆင့် S အစွမ်းဖြစ်တဲ့နင်းခဲနယ်ပယ်ကိုနိုးထွက်သွားပါပြီစကားလဲဆုံးရောရင်ပြင်တစ်ခုလုံးဟိုးဟိုးကြော်ကြော်တောင်းတောင်းဖြားဖြားဖြစ်သွားတော့တယ်အဆင့် S အစွမ်းပိုင်ရှင်ဆိုတာတနိုင်ငံလုံးမှာတောင်လက်ချိုးရည်လို့ရတဲ့အဆင့်ပဲចောင်းပန်းလေးဆိုတာတကယ်ကိုနမီနဲ့လိုက်ပါပေတယ်ဒါနဲ့တင်စင်းရွယ်အတွက်တော့ PR တွေတော်တော်လေးများသွားပြီဘာလို့လဲဆိုတော့သူကចောင်းပန်းလေးရှူယူရန်ရဲ့ဖွင့်ပြောမှုကိုညင်းခဲ့ဘူးတာကို2မိနစ်ခွဲလောက်ကြာပြီးနောက်မှာရှူယူရန်ကနက်ဖျားပေးနေမြေထဲကနေထွက်လာခဲ့တယ်သတင်းထောက်တစ်ယောက်ကချက်ချင်းရှေ့တိုးလာပြီးမေးတော့တယ်မောင်မင်းရှူယူရန်အဆင့် S အစွမ်းနိုးထွက်သွားတဲ့အတွက်ဂုံယူပါတယ်ဒီပေါ်မှာဘာများပြောချင်လဲဗျဥပမာဘယ်တက်ကတူတက်မလဲဆိုတာမျိုးပေါ့ရှူယူရန်ကအနှဲငယ်ခေါင်းညိတ်ပြီးပြန်ပြောတယ်ဘယ်တက်ကတူတက်မလဲဆိုတာမစင်စားရသေးပါဘူးဒါပေမဲ့စင်းရွံဘလို့အစွမ်းနိုးထမလဲဆိုတာကိုတော့ငါပို့ပြီးစိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့သူကငါထက်အမြဲတမ်းစာပို့တော်ခဲ့တာလေသူလဲအဆင့် S အစွမ်းနိုးထလာမှာတေးချပါတယ်သူနိုးထပြီးရင်သူနဲ့အတူတက်ကတူတစ်ခုတည်းတက်ချင်ပါတယ်ဒီစကားထွက်လာတာနဲ့လူတိုင်းရဲ့အကြည့်တွေကမင်းစီကိုချက်ချင်းရောက်လာကြတော့တယ်ရှူယူရန်ရဲ့စကားကနားထောင်ရတာပြဿနာမရှိသလိုလိုနဲ့တကယ်တော့မြောက်ပေးပြီးအဆက်ခွဲဖို့ကြံစီနေတာပဲဟာဟာစင်းရွံရေမြင်သွားပါတော့ဗျာလူတွေစောင့်ရတာမောလာပြီးရှူယူရန်တောင်အဆင့် S ရသွားတာမင်းကသူမထက်တော်တာဆိုတော့အဆင့် S တောင်မရရင်တော့တကယ်ကြီးအဆက်ကွဲဖို့ကောင်းပြီလူတွေရဲ့ဝေဖန်ပြောဆိုတဲ့တွေကြားထဲမှာမင်းကတော့နက်ဖျားပေးနေမြေစီရှောက်လန်းသွားခဲ့တယ်ရှူယူရန်ဘေးကနေဖြတ်သွားမှာတော့သူမကမချိပြုံးပြုံးပြီးခနဲ့တဲ့ပြောလိုက်သေးတယ်စင်းရွံအဲ့ဒီတုန်းကငါမျက်စိကတေးလုံးလို့မင်းကိုသဘောကျခဲ့တာမင်းကတော့သူမကိုတစ်ချက်တောင်လှည့်မကြည့်ပဲနက်ဖျားပေးနေမြေရဲ့ကိုတန်းဝင်သွားခဲ့တယ်မင်းဝင်သွားပြီးနောက်တစ်စက္ကန့်မှာပဲနက်ဖျားပေးနေမြေရဲ့ပုံရိပ်ရောင်ပြကွက်ပေါ်မှာအလင်းတန်းနှစ်ခုရုတ်တရက်ပေါ်လာတယ်တစ်ခုကတော့နက်မောင်ပြီးတွေးရောင်နေတန်းနေတဲ့အမေရောင်ဖြစ်ပြီးနောက်တစ်ခုကတော့တန့်စင်လုံးနဲ့အနီရောင်အဆင့် 3S အစွမ်းရဲ့အလင်းတန်းပဲဒါဘလို့လို့ဖြစ်နိုင်မှာလဲရှူယူရန်ကအနီရောင်လင်းတန်းတွေကတန့်စင်စေးရီကိုကြည့်ပြီးမိုးကြိုးပြီးခံလိုက်ရတယ်လို့မြေပြင်ပေါ်ဖုံးခနဲ့လဲကျသွားတော့တယ်ပြီးခဲ့တဲ့စက္ကန့်ပိုင်းလေးတင်ကပဲယုံကြည်ချက်အပြည့်နဲ့လောင်ပြောင်ခဲ့တာဖြစ်ပေမဲ့အခုအချိန်မှာတော့ဘားကိုအဖြတ်ခံလိုက်ရတယ်လို့ပူထူသွားခဲ့ရပြီးဘေးကသတင်းထောက်ရဲ့မဲပြုံးပြုံးနေတဲ့မျက်နှာကိုမြင်ရတာကလည်းသူမရဲ့မျက်နှာကိုပိုပြီးပြတ်သွားစေတယ်တစ်ဖက်မှာတော့ဆရာကျန်းဟိုင်ဟာရင်ခုန်လုံးလို့ထုံကျင်အေးခဲနေပြီးမူလကရှူယူရန်အဆင့် S ရတာနဲ့တင်တော်တော်လန်းနေပြီးထင်တာစင်းရွံကသူမထက်ပိုပြီးကြောက်ဖို့ကောင်းနေလိမ့်မယ်လို့မထင်ထားမိဘူးတကယ်ကိုငါတင်ပေးခဲ့တဲ့ចောင်းသားပြည်သားပါပဲတဲ့ဆရာကျန်းဟိုင်ကခါးကိုဆန့်ပြီးအကျယ်ကြီးရဲတော့တယ်ចောင်းအုပ်ကြီးကျန်းခင်များဘာတွေကြွားနေတာလဲဒါစင်းရွံကိုယ်တိုင်တော်လို့ရတာလေခင်ဗျားနဲ့ဘာဆိုင်လို့လဲလို့အခြားဆရာတယောက်ကမနာလိုပဲပြောလိုက်တယ်
ဒီအချိန်မှာပဲရင်ပြင်တစ်ခုလုံးမှာလိုင်းတံပိုးတစ်ခုထပ်မံရိုက်ခတ်သွားပြန်တဲ့ကျောင်းအုပ်ကြီးပညာရေးမှုချုပ်နဲ့ဒေတာခန်စစ်တပ်ကအစွမ်းထက်ပုဂ္ဂိုလ်တွေအားလုံးနှဖျားပေးနေမြင်နာကိုတပြိုင်နက်ရောက်ရှိလာကြတယ်။အဆင့် 3S တန်းစင်စေးကြီးပဲငါတို့နိုင်ငံမှာနောက်ဆုံးတော့အဆင့် 3S အစွမ်းပိုင်ရှင်ပေါ်လာပြီးဟဲ့ဒါတကယ်ကိုကောင်းကင်ကြီးကမစတာပဲလုံးရာငကားဆွဲစခန်းကစစ်တပ်အရာရှိတယောက်ကဝမ်းသာလုံးလို့မျက်ရည်တောင်ဝဲလာတဲ့အဆင့် 3S အစွမ်းပိုင်ရှင်ဆိုတာနိုင်ငံတော်ရဲ့တောက်တိုင်တွေပဲလေသူတို့ရဲ့အစွမ်းကအောက်ခြေအဆင့်တွေကိုအပြတ်အသက်နှိပ်ကွနိုင်တာအခုစင်းရွံရှိလာပြီဆိုတော့ငါတို့နိုင်ငံရဲ့အနာဂတ်ကကမ္ဘာအလယ်မှာနေရာတနေရာကိုအခိုင်အမာရတော့မှာတေချာတယ်။ကျောင်းအုပ်ကြီးရဲ့ဒီကျောင်းသားနာမည်ဘလို့ခေါ်လဲငါတို့ငကားဆွဲစခန်းကပဲအပိုင်ယူမယ်လင်းချမ်းဟိုကဘေးကစံပင်ဖြူကျောင်းအုပ်ကြီးကိုကြည့်ပြီးစိတ်လှုပ်ရှားစွာမေးလိုက်တယ်။ကျောင်းအုပ်ကြီးရွှေချင်းလင်ကမုတ်စိတ်မွေးကိုတက်ရင်ရေမောကပြောတယ်။သူ့နာမည်ကစင်းရွံတဲ့ငါတို့ကျောင်းရဲ့အတော်ဆုံးကျောင်းသားပေါ့ဒါပေမဲ့လင်းဘိုကြီးခင်များစင်းရွံကိုလိုချင်ရင်စင်းရွံရဲ့သဘောထားကိုပဲကြည့်ရလိမ့်မယ်။ဘေးကပညာရေးမှုချုပ်ကလည်းပြုံးပြီးဝင်ပြောတယ်။လင်းဘိုကြီးရဲ့အလောမကြီးပါနဲ့ဦးခင်ဗျားတို့စခန်းထဲတွင်းချင်ရင်တောင်နောက်ထပ်10ရက်နေရင်ကျင်းပမဲ့တနိုင်ငံလုံးအစွမ်းပြိုင်ပွဲကြီးပြီးတဲ့အထိစောင့်ရအောင်ပါပါလူတွေအပြင်းထန်ဆွေးနွေးနေကြစဉ်မှာပဲနဖျားပေးနေမြေရဲကမင်းကစတင်လှုပ်ရှားလာခဲ့တယ်မင်းကပထမဆုံးအနီရောင်လင်းနှန်းဘေးကိုတွားပြီးတစ်ချက်ကြည့်လိုက်တယ်ပြီးနောက်အမဲရောင်လင်းနှန်းဘေးကိုဆက်လျှောက်သွားပြန်တယ်ဘာဖြစ်တာလဲစင်းရွံကဝေခွဲမရဖြစ်နေတာလားအဆင့် 3S တန်းစင်စေးရီကိုမြ мян ရွေးလိုက်ပါတော့လားမဖြစ်နိုင်တာသူကအမဲရောင်လင်းနှန်းတွေကဘိုင်းရက်ဆေးကိုပဲအာယုံဆိုင်နေတာလားအဆင့် 3S တန်းစင်စေးရီကိုကြတော့တစ်ချက်ပဲကြည့်တယ်ဟုတ်လားရင်ပြင်ပေါ်ကလူတွေအားလုံးရင်ထိတ်ထိတ်ဖြစ်ကုန်ကြတယ်။ကျောင်းအုပ်ကြီးနဲ့လင်းချမ်းဟိုလည်းတအန်တဆဖြစ်သွားပြီးမင်းဘာလို့မလို့လဲဆိုတာနားမလည်နိုင်ဖြစ်နေကြတယ်။ဒါပေမဲ့ရင်ထဲမှာတော့မကောင်းတဲ့အငွေ့အသက်တစ်ခုကိုခံစားမိနေကြပြီ။တက်ခွဲခန်းထဲမှာတော့မင်းကအဆင့် 3S တန်းစင်စေးရီကိုကြည့်ပြီးကိုယ်ကန်တရားကိုချီးကျူးမိနေတာတော့အမှန်ပဲဒါပေမဲ့ဘိုင်းရက်စတက်ခင်ဆိုတဲ့ပါရမီရှိနေတဲ့အတွက်မင်းကတန်းစင်စေးရီကိုရွေးချယ်လို့မဖြစ်ဘူးလေဒါကြောင့်အမဲရောင်လင်းနှန်းဘေးကိုရှောက်သွားလိုက်တဲ့အခါအမဲရောင်လင်းနှန်းက9ရောင်ချဲအလင်းနှန်းတွေအဖြစ်တောက်ပလာပြီးအလဲမှာတော့လိန်ရှက်နေတဲ့ဘိုင်းရက်ဆေးပြုံလေးရှိနေတာကိုတွေးလိုက်ရတယ်။ဒီဘိုင်းရက်ရဲ့အဆင့်ကအဆင့် 3S ကိုတောင်ကျော်လွန်နေပြီ။ဒါကိုမြင်တော့မင်းရင်ထဲမှာအတိုင်းမသိဝမ်းသာသွားပြီးတွန်းဆုပ်မနေပဲဆေးပြုံကိုလန့်ကင်လိုက်တယ်။နောက်တစ်စက္ကန့်မှာပဲအလင်းတန်းထဲကအနီရောင်အလင်းတွေလိန်ရှက်သွားပြီးအချက်အလက်မျက်နှာပြင်တစ်ခုပေါ်လာတော့တယ်။အမီ Black Light ဘိုင်းရက် Trotes Girl အလားအလာနက်ဖျားအဆင့်စကြောင်နာရဲ့နံပါတ်1ဘိုင်းရက်ဒါကိုမြင်တာနဲ့မင်းချက်တီးတွေတောင်ထွက်သွားရတယ်။ Black Light ဘိုင်းရက်ဟုတ်လားငါမမိတလောက်ဆိုရင်ဒီဘိုင်းရက်ကအနိုင်မဲ့အစွမ်းထက်တာပဲသူ့ရဲ့အဓိကအစွမ်းကဝါမျိုးဆုပ်ယူတာဖြစ်ပြီးတပားသူရဲ့ဗီဇကိုလူယူကသူတို့ရဲ့အစွမ်းအလုံးကိုကိုပိုင်အဖြစ်ပြောင်းလဲနိုင်တာဒီလိုတွေးပြီးတာနဲ့မင်းက Black Light Bias ကိုချက်ချင်းထုတ်ယူပြီးခန္ဓာကိုယ်ထဲထိုးသွင်းလိုက်တော့တယ်။ကုံယူပါသည်တခုတည်းသောပါရမီ Bias တခင်ကိုအောင်မြင်စွာနိုးစေခဲ့ပါပြီ။ခရမ်းလုံနက်ဖျားအဆင့် Black Light Bias ကိုထိန်းချုပ်နိုင်ခဲ့ပြီးဝါမျိုးလူယူခြင်းအစွမ်းရာအားလုံးအဆင့်မြင့်တင်ခြင်းပုံတန်ထန်ပြောင်းလဲခြင်းဖျင်မတိမျိုးခန္ဓာလိုက်လျောညီထွေစံပြခြင်းစသည့်အစွမ်းများကိုရရှိခဲ့ပါပြီ။အဲဒီနောက်မှာတော့အချက်အလက်များစွာကဦးနောက်ထဲကိုစီးဝင်လာခဲ့တဲ့ခဏအကြာမှာတော့မင်းရဲ့ခန္ဓာကိုယ်ဟာ Black Light Bias ရဲ့ပြုပြင်မွမ်းမံမှုကိုအောင်မြင်စွာခံယူနိုင်ခဲ့ပြီးအရေးပြားပေါ်မှာနှက်မောင်ပြီးတွေးရောင်တန်းနေတဲ့အရာတွေဖုံးလွှမ်းသွားကရက်ဆက်ပြီးအနေအများတဲ့အငွေ့အသက်တွေဖြာထွက်လာတော့တယ်ခန္ဓာကိုယ်ကလည်းအရင်ကထက်အစပေါင်းများစွာပိုပြီးတမာလာခဲ့ပြီးမင်းကတော့စိတ်မအောင်နိုင်ပဲအစွမ်းမျက်နှာပြင်ကိုချက်ချင်းစစ်ဆေးလိုက်တယ်ဝါမျိုးလူယူခြင်းပြီးမှတ်ရဲ့အစွမ်းအမတ်တင်ညာစွမ်းရည်နဲ့ဗဟုသုတတွေကိုစုပ်ယူနိုင်ပြီးဗီဇအမတ်တွေကိုရရှိစေမယ်အစွမ်းရာအားလုံးအဆင့်မြင့်တင်ခြင်းဗီဇအမတ်တွေကိုသုံးပြီးမိမိရဲ့အရေးချင်းအားလုံးကိုမြင့်တင်နိုင်မယ်ပုံတန်ထန်ပြောင်းလဲခြင်းဖျင်ခန္ဓာကိုယ်ကိုစိတ်ကူးထဲကအတိုင်းဘယ်လိုပုံစံမဆိုပြောင်းလဲနိုင်မယ်မတေမျိုးခန္ဓာဘယ်လိုတန်ရာမျိုးမဆိုချက်ချင်းပြန်လဲကုသပြောက်ကင်းစေမယ်လိုက်ရောညီထွေစံပြခြင်းအနေရဲ့အစ်စ်တွေနဲ့ကြုံရတဲ့အခါအချိန်တိုအတွင်းမှာပဲခုခံနိုင်စွမ်းတွေတိုးတက်လာမယ်ဒါကိုမြင်တော့မင်းတကူလုံးရင်ခုန်လုံးလို့တုံရင်လာမိတယ် Black Light Bias ကငါ့ကိုအရာအားလုံးတိုးတက်ပြောင်းလဲနိုင်တဲ့အစွမ်းကိုပေးခဲ့တာပဲငါသာအစမပြတ်ဝါမျိုးလူယူနေမယ်ဆိုရင်အကန့်အသတ်မရှိတန်မာလာနိုင်မှာဒီ Bias တခင်ပါရမီတာရှိနေရင်တော့ဒီကဘာပြက်ကတ်ကြီးထဲမှာငါကအနိုင်မဲ့အစွမ်းထက်ဆုံးသူဖြစ်လာတော့မှာပဲ